အားလုံးပဲမင်္ဂလာပါခင်ဗျ။ဒီနေ့မြောက်ပေးသွားမယ့်အကြောင်းကတော့မြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ရုရှားနိုင်ငံနဲ့လည်းပူးပေါင်းဆောင်ရွက်နေကြတဲ့ပင်ပတ်တမ်မဏိစက်ရုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုမြောက်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့19ရာစုလောက်နဲ့စပြီးတော့ပေါ့လေနည်းနည်းလေးပြောပြချင်တယ်။အဲ့တော့19ရာစုမှာတုန်းကဒီဥရောပမှာပေါ့လေတန်တဲ့တမ်မဏိလုပ်ငန်းတွေကထွန်းကားလာခဲ့တာဖြစ်ပါတယ်။တန်တဲ့တမ်မဏိလုပ်ငန်းတွေထွန်းကားလာတဲ့အမျှစက်မှုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာပြီးတော့ဥရောပနိုင်ငံတွေကလည်းတစ်ချိန်တိုးပြောင်းလဲတိုးတက်လာခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီဥရောပမှာပြောင်းလဲတိုးတက်လာခဲ့တဲ့တန်တဲ့တမ်မဏိလုပ်ငန်းတွေကပေါ့လေဒီအာရှနဲ့အာဖရိကနိုင်ငံတွေကိုပါတဖြည်းဖြည်းနဲ့ကူးစက်လာခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းအမျိုးသားစီမံကိန်းတွေစပြီးတော့ရေးဆွဲကြတဲ့အတိုင်းတိုင်းပြည်ပြန်လည်ထူထောင်ရေးနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာတန်တဲ့တမ်မဏိလုပ်ငန်းတွေကိုထူထောင်ဖို့အတွက်ပေါ့လေချက်သွင်းပြီးတော့ရေးဆွဲကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီလိုလိုက်ရပြီးနောက်ပိုင်းမှာဒီနိုင်ငံရဲ့အခြေအနေနဲ့ဒီနိုင်ငံရဲ့စီးပွားရေးအခြေအနေရပေါ့လေတန်တဲ့တမ်မဏိစက်ရုံတွေကိုအကောင့်ထဲမှာပေါ်နိုင်ခဲ့ပဲနဲ့ဒီပြင်းဝင်ဒီတန်ပွားစက်ရုံကိုပဲအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။နိုင်ငံတိုးလာတဲ့အများတန်တဲ့တမ်မဏိလိုအပ်ချက်တွေကလည်းမြန်မာလာပြီးတော့မြန်မာနိုင်ငံရဲ့နှစ်တာဒီတမ်မဏိသုံးစွဲမှုပမာဏက1.5 တန်းလောက်ရှိရပေါ့လေခံမှန်းပေါ့အဲ့တော့ဒီနိုင်ငံရဲ့ထုတ်ပေးနေတာကတော့3.5 တန်းလောက်ပဲရှိရတဲ့အတွက်ကြောင့်မို့လို့ဒီလိုအပ်တဲ့တမ်မဏိဒီ80ရာခိုင်နှုန်းကျော်တော့ဒီဘက်ကနေပြီးတော့တင်သွင်းနေရတာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့နိုင်ငံတိဆောက်ရေးမှာလိုအပ်တဲ့တန်တဲ့တမ်မဏိတွေကိုလုံလောက်ထုတ်လုပ်နိုင်ဖို့အတွက်ဒီတန်တတုရိုင်းတွေအများဆုံးထွက်တဲ့ဒေသတစ်ခုဖြစ်တဲ့ရှမ်းပြည်နယ်တောင်ပိုင်းပင်းဘက်ဒေသမှာတန်တဲ့တမ်မဏိစက်ရုံတိဆောက်ဖို့အမှတ်1တမ်မဏိစက်ရုံပင်းဘက်စီမံကိန်းကိုရုရှားဖက်ဒရေးရှင်းနိုင်ငံTBA ကုမ္ပဏီ limited နဲ့ပေါ့လေပူးပေါင်းပြီးတော့2005ခုနှစ်မှာစတင်အကောင့်တွေပေါ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။တန်တတုရိုင်းကနေတန်စင်းထုတ်လုပ်တဲ့အခါမှာဒီကမ္ဘာမှာအများဆုံးအသုံးပြုတဲ့နည်း3နည်းရှိရပေါ့လေ။ဆိုတော့အဲ့ဒါတွေကတော့ဒီ blast furnace process ရယ်ပြီးတော့ဒီ cold process or ဒီ finish process ရယ်ပြီးတော့နောက်တစ်ခါဒီ romer process လို့ခေါ်ပါပေါ့လေ။ဒီ3နည်းကိုအများဆုံးအသုံးပြုကြတာပေါ့။အဲ့တော့ဒီအခုရှမ်းပြည်နယ်တောင်ပိုင်းမှာဒီပင်ဘက်စီမံကိန်းမှာအသုံးပြုမဲ့နည်းကတော့ဒီရုရှားနိုင်ငံရဲ့နည်းပညာတွေဖြစ်တဲ့ဒီ romer process နဲ့ပဲထုတ်လုပ်မှာဖြစ်ပါတယ်။အဲ့တော့ဒီလိုအပ်တဲ့ကုန်ကျန်းတွေဖြစ်တဲ့hematite တန်ရိုင်းနဲ့limonite တန်ရိုင်းကိုပင်ဘက်ဒေသကနေရမယ်။ထုံးကြောက်ကိုစက်ရုံအနားမှာရှိတဲ့ဒီနောင်ကာကေထုံးကြောက်တောင်ကနေရမယ်။ဒီလိုမိုက်ကြောက်ကိုစက်ရုံကနေ9မိုင်ခွဲလောက်ဝေးတဲ့ဒီထန်ဆာတောင်ကနေရမယ်။ကြောင်မီးသွေးကိုတော့ဒီနန်းဆန်တဲ့ပင်လုံဒေသကနေရပြီးတော့စီလီကာတဲကိုတာစီမျိုးနဲ့ပြည်ညောင်ဒေသကနေရယူမှာဖြစ်ပါတယ်။အဲ့တော့တစ်နှစ်တန်စင်းတန်ချိန်2သိန်းလောက်ထုတ်ပေးနိုင်မှာလည်းဖြစ်ပါတယ်။နောက်ပြီးတော့ဒီပင်ဘက်တမ်မဏိစက်ရုံမှာဒီတန်ရည်ကျိုးအလောက်ရုံအပေါင်းပေါ့လေအလောက်ရုံဝဲ22ရုံရှိရပေါ့။အခုလက်ရှိမှာတော့ဒီ19ရုံကဒီပုံမှန်နေပတ်ပြီးတော့အလုပ်လုပ်နေတာဖြစ်ပြီးတော့3ရုံကတော့ပြန်လေးစစ်ဆေးမှုတွေပြုလုပ်ပြီးရတယ်ကွန်ထရိုးလုပ်မှုတွေနဲ့အတူတပြိုင်တည်းလောက်ဆောင်သွားမှာဖြစ်ပါတယ်။လက်ရှိကမ္ဘာမှာလည်းတမ်မဏိထုတ်လုပ်တဲ့နိုင်ငံတွေကိုခင်မီဖွံ့ဖြိုးတဲ့နိုင်ငံတွေအဖြစ်နဲ့မြင်နေရတာဖြစ်ပါတယ်။အဲ့တော့ဒီဖွံ့ဖြိုးတဲ့နိုင်ငံတွေများများကလည်းတမ်မဏိကိုကိုယ်တိုင်ထုတ်လုပ်နိုင်တာဖြစ်ပါတယ်။ဆိုတော့နောက်တစ်ချက်ကတော့ဒီတမ်မဏိကိုပေါ့လေဒီမဟာဗျူဟာမြောက်လက်နက်တစ်ခုအဖြစ်နဲ့လည်းကင်ထားကြတာဖြစ်ပါတယ်။တာရကတစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီတကယ်လို့ဩစတြေးလျနိုင်ငံကဒီတမ်မဏိထုတ်လုပ်ဖို့အတွက်ပေါ့လေကုန်ကျန်းတွေကိုပိတ်လိုက်မယ်ဆိုလို့ရှိရင်ဒီဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတော့ဒီတရုတ်ဒီဂျပန်ကိုရီးယားလိုနိုင်ငံတွေရဲ့စက်မှုလုပ်ငန်းတွေကလည်းရပ်တန့်သွားနေတာဖြစ်ပါတယ်။အဲဒီနောက်ဆုံးပြောချင်တာကတော့မြန်မာနိုင်ငံလိုဖွံ့ဖြိုးစေနိုင်ငံအနေနဲ့ပေါ့လေအမှတ်1ပင်ဘက်တမ်မဏိစက်ရုံစီမံကိန်းကိုငွေကြေးအခက်အခဲတွေကြားနေပြီးတော့အကောင့်တွေပေါ်ခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒါပေမဲ့လည်းရေရှည်စီမံကိန်းလုပ်ငန်းဖြစ်တဲ့အတွက်တိုင်းပြည်ရဲ့အမှန်တကယ်လိုအပ်ချက်အပေါ်မှာနားလည်မှုနဲ့မဟာဗျူဟာမြောက်အမြင်တွေမရှိခဲ့တဲ့အတွက်ဒီအစိုးရဆက်မှာရပ်ဆိုင်းခဲ့ရတာကြောင့်မို့လို့နိုင်ငံတော်အတွက်အများကြီးနစ်နာခဲ့ရတယ်ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့နိုင်ငံမှာကုန်ကျန်းတွေထွက်ပြင်မဲ့လို့ကုန်ကြောတွေဖြစ်နေပေါ့လေထုတ်လုပ်ဖို့အတွက်အားနဲ့နေရဖြစ်ပါတယ်။ဆိုတော့ဒီလက်ရှိမှာဒီတမ်မဏိထုတ်ဖို့အတွက်ပေါ့လေကုန်ကျန်းတွေလည်းရှိနေတယ်စက်ရုံတွေလည်းရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအခွင့်အရေးကိုပေါ့လေမိမိရဲ့အသုံးချနိုင်ဖို့လိုအပ်တာပဲဖြစ်ပါတယ်။ဆိုတော့ဒီလက်ရှိမှာတမ်မဏိထုတ်မဲ့ပေါ့လေအမှတ်1နဲ့အမှတ်2တမ်မဏိစက်ရုံတွေကကောင်းကောင်းမွန်နဲ့နေပတ်နိုင်ခဲ့ပြီဆိုလို့ရှိရင်တော့မြန်မာနိုင်ငံအတွက်ပေါ့လေဘလောက်တောင်အကျိုးမြတ်ရှိလိမ့်မယ်လဲဆိုတာကိုတွေးကြည့်ရုံနဲ့သိနိုင်တယ်လို့ပြောကြရင်လည်းကျွန်တော်ရဲ့ဗီဒီယိုကိုဒီခုချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်